personally အမြင်ရဆိုရင် Manchester United ကိုနေကိုမဝယ်သင့်တော့ဘူးလို့ကျွန်တော်မြင်တယ်ခင်ဗျ Roma အသင်းရဲ့ပြင်သစ်ကွင်းလယ်လူကိုနေနဲ့ Manchester United တို့ပုံကိုရေးရသဘောတည်ညီမှုရရှိခဲ့ပြီဆိုတဲ့သတင်းကိုကျွန်တော်တင်ဆက်ပေးရင်းနဲ့ Manchester United ဘာလုပ်တာလဲပေါ့နော်တချို့အရာလေးတွေဒီဒါကျွန်တော်ရဲ့အဲ့လို personal အမြင်ဖြစ်ပြီးတော့ဒီအသင်းရဲ့အဲ့လိုကွင်းလယ်ဖွဲ့စည်းဖို့အတွက်ပြန်ပြီးတော့အသစ်ကနေစနေတဲ့အသင်းအနေနဲ့ဒီလိုမျိုး player တွေကိုခေါ်နေတာအဲ့လိုမှန်လားမှားလားပေါ့နော်ဒါလေးကိုကျွန်တော်သုံးသပ်ပေးခြင်းဖြစ်ပါတယ်ခင်ဗျကျွန်တော်အမြင်ရအောင်เนาะဒါကျွန်တော်ရဲ့ personally အမြင်ရဆိုရင် Manchester United ကိုနေကိုမဝယ်သင့်တော့ဘူးလို့ကျွန်တော်မြင်တယ်ခင်ဗျဘာကြောင့်လဲဆိုတော့ကျွန်တော်တေချာလေးရှင်းပြပေးပါမယ်ခင်ဗျ Manchester United ရဲ့ကွင်းလယ်ကိုအခုချိန်မှာ Michael Carrick ကအဲ့လိုပြန်ပြီးတော့ဗျာအဲ့လိုအစအနေအဲ့လိုပေါ့နော်ပြန်ပြီး update လုပ်နေတယ်လုပ်နေတဲ့အပေါ်မှာပထမအဆုံးသူတို့ Ederson နဲ့သဘောတူညီချက်ရကြတယ်ဒါပေမဲ့ကစားသမားရဲ့အဲ့လိုတရားချင်းနေပါညာအဲ့လိုမျိုးတွေကြောင့်ကျွန်တော်ဆိုလို့ရှိရင် Ederson နဲ့ပတ်သက်တဲ့အချက်လက်တွေကိုကျွန်တော်ဗီဒီယိုတော့လုပ်ခဲ့ပေးတယ်ဗျအရှိမဗီဒီယိုရှိတယ် Ederson ဘာတွေကောင်းလဲဘယ်လောက်ကောင်းလဲစီးသင့်ပြီးတော့ quality ကောင်းတဲ့ player တယောက်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်လုပ်ခဲ့ပေးတယ်အလုံးဝရောက်လာသေးကြပြီဆိုပြီးတော့ရောဒါပေမဲ့မရောက်ခဲ့ဘူးအဲ့ဗီဒီယိုကြီးပဲဖတ်တင်သွားတာပေါ့နော်အခုမှကျတော့Ederson ကိုမခေါ်တော့ဘူးသူတို့ကဒီ Chelsea ရဲ့ Anderson တို့ပြီးတော့ကျွန်တော်တို့ Aston Villa ရဲ့ Yuri Tielemans ဒီ player နှစ်ယောက်လုံးရဲ့တန်ကြေးရဆိုရင် Chelsea က player ကိုတန်90ကျော်ကျွန်တော်တို့ဒီ Yuri Tielemans ကိုကျွန်တော်ပေါင်35တန်းဝန်းကျင်နှစ်ယောက်ပေါင်း80ပေါ့နော်နှစ်ယောက်ပေါင်း80ဆိုတာကလက်ရှိ level မှာကျွန်တော်တို့Tonali တို့ဒီကျွန်တော်တို့နောက်ဘူးလဲArobuadi တို့ဒီလို player တွေကိုအတန်းတရာနီးပါးပဲခေါ်နေကြပြီးတော့ဒီ Adam Warden လို player မျိုးကို Elliot Anderson ဈေးရမှရောင်းမယ်ဆိုတဲ့ Crystal Palace ရဲ့ဈေးခေါ်ထားတဲ့အခြေအနေအရဒီလို player နှစ်ယောက်ကိုနှစ်ယောက်ပေါင်းမှ85တန်းဝန်းကျင်နဲ့ရလိုက်တာက Manchester United အတွက်အရန်ကိုတန်ဖိုးရှိတယ်အရန်ကိုအကျိုးရှိတဲ့ခေါ်ယူမှုတော်တော်လေးကို smash ကြတဲ့အပြောင်းရှိလို့ကျွန်တော်မြင်တယ်ဒါကကောင်းတဲ့ဘက်ချန်လေးတွေကိုကျွန်တော်ရင်ပြောပြတာခင်ဗျဘာတွေကောင်းလဲဆိုရင် Anderson တို့ဒီ Brazil သားဖြစ်တဲ့အပြင်ကိုမှကျွန်တော်တို့ဒီ Chelsea မှာမနှစ်ကသူကစားခဲ့တဲ့ပုံစံအရာအပွဲတွေအများကြီးသူကစားရတာတော့မဟုတ်ဘူးဘာလို့ဆိုတော့ Caicedo ကိုသူနေရာကြော်ဖို့မဖြစ်နိုင်တယ်လို့မျိုး Reece James ကလည်းကောင်းနေရင်အများတန်းဒီ Malo Gusto အတွက်ညာတော်မနေရာကိုခြံပြီးတော့ကွင်းလယ်မှာတက်ဆော့တယ်ကွင်းလယ်နေရာမှာသူက Reece James ထပ်ပို့ပြီးတော့ကောင်းအောင်ကစားဖို့ကြတော့လဲဗျာ Reece James ရဲ့ level ကြီးကိုအားလုံးသိတဲ့အတိုင်းပဲဒီတော့ဒီ Anderson တို့ကအရန်လိုအပ်နေတဲ့အချိန်တွေမှာသာဝင်ကစားပေးရတယ်ဒါပေမဲ့သူကစားတဲ့ပွဲတိုင်းမှာသူ့ရဲ့ performance ကိုအကောင်းဆုံးပြတယ်area Jurel ဘိုင်းဆိုလို့ရှိရင်အရန်ကိုအားသန်တဲ့ player တယောက်ဖြစ်တယ်ဒါကဒီ Manchester United မှာလိုအပ်နေတဲ့နေရာတွေပေါ့နော်အထူးသဖြင့် Casemiro ထွက်သွားတဲ့နေရာUgarte ကဘာမှမသိတဲ့အခြေအနေကိုမှရောင်းဖို့များနေပါတယ်ဒီလိုမျိုးဘလုံးမအဆင်မပြေတဲ့ကွင်းလယ်လူတွေနဲ့ Bruno Fernandes တယောက်တည်းထိကြံခဲ့မဲ့ကွင်းလယ်မှာ Kobe Mainoo လိုမျိုးအဲ့လိုပေါ့နော်ဒီဘယ်လိုပြောမလဲ potential ကတော့တကယ်လုံးဝဒီကျွန်တော်တို့ pure talent ဗျာ potential အနေနဲ့ဆိုလို့ရှိရင် pure talent Kobe Mainoo ရှိတာမှန်ပေမဲ့ Champions League ရော Premier League ရောနှစ်မျိုးစလုံးကစားရမယ်ပြိုင်ပွဲစုံ၄စစ်မျက်နှာပေါ့နော်ဒီပြိုင်ပွဲစစ်မျက်နှာပြင်၄ခုမှာတောင်မီဝင်ပြိုင်မှုအတွက်ဆိုလို့ရှိရင်ကွင်းလယ်လူအနေနဲ့ကျွန်တော်တို့နောက်ထပ်အများကြီးလိုအပ်တာကိုတိတိကျကျမြင်ရတယ်ဒီတော့ Manchester United လူတွေအများကြီးခေါ်နေတာပဲဘာများထူးဆန်းလို့လဲဆိုရင်ကျွန်တော်အခုမှဒါစပြီးတော့ဒီမာလူကိုလင်းနဲ့ပတ်သက်ပြီး Manchester United ဘာလို့မဝယ်သင့်လဲဆိုတော့ကျွန်တော်ဆက်ပြပြပါမယ်သူတို့လက်ရှိခေါ်ထားတဲ့နှစ်ယောက်အရာကျွန်တော်တို့ဒီ Anderson တို့အဆင်ပြေတယ် Anderson တို့က Premier League မှာလည်း proven ဖြစ်ပြီးသားလို့ပြောလို့ရတယ်ဗျာသူ့ရဲ့ခြေစွမ်းအရာ Brazil သားပြီးတော့လူငယ် potential လည်းရှိနေတာဖြစ်တဲ့အတွက်အများကြီး Manchester United တို့အကျိုးရှိတဲ့ခေါ်ယူမှုဖြစ်လာနိုင်တယ်ဗျာဒါပေမဲ့ဈေးနှုန်းအရာChelsea အသင်းကသူတို့ဝယ်ပြီးသူတို့ပြန်ရောင်းရတဲ့ဈေးနှုန်းရသူတို့မြတ်သွားတာပဲရှိတယ်သူတို့အနေနဲ့ကျတော့ဒီလို player ကိုတန်90နဲ့ရောင်းလိုက်ရတာသူတို့အတန်တယ်လို့ဒီ fan တွေအနေနဲ့ဗျာချင်းချားရမှာလေတိုက်တာလေးလာလွဲရင် Manchester United အတွက်ဒီခေါ်ယူမှုကဘာမှကိုနင့်နာဆုံးရှုံးမှုမရှိတဲ့ခေါ်ယူမှုတစ်ခုလို့ကျွန်တော်မြင်တယ်ဗျာကျွန်တော်တို့အသင်းတော်မှာမာဒူကီကိုဗျာလို့တန်90ကျော်ပေးပြီးခေါ်ခဲ့သေးတာကိုကျွန်တော်တို့အရန်ကြီးအဲ့ fit တက်နေလို့မှမရတာ Manchester United က Anderson တို့ကိုတန်90ကျော်နဲ့ရတာတန်တယ်Chelsea သမားကလည်းတန်တယ် Manchester United ဘက်ကလည်းတန်တယ်ကစားသမားအတွက်လည်းတန်တယ်ဒီကောင်ဒီဝင်းလုံးဝသုံးဖက်စလုံးအတွက်အဆင်ပြေတဲ့အပြောင်းရွှေ့တစ်ခုဒုတိယတစ်ခု Yuri Tielemans လို player မျိုးအသက်ကအခုမှ29ပဲရှိသေးတယ် Belgian အသင်းရဲ့အသင်းကောင်းဆောင် NLS မှာဆိုလို့ရှိရင်ငငယ်လေးတွေကသူကအသင်းကောင်းဆောင်အဖြစ်တာဝန်ယူခဲ့ဘူးတဲ့အဲ့လိုခေါင်းဆောင်တယောက်ဗျာအဲ့ဒီအပြင်ကိုမှYuri Tielemans စီကနေကျွန်တော်တို့ရနိုင်တဲ့အရာတွေဒီအဲ့လို long shot တွေရတယ် long pass တွေရတယ်ball game ဘယ်လိုပြောမလဲဒီ ball progression ပေါ့နော်ဘလုံးနဲ့တူပြေးသွားပြီးတစ်ဖက်သင်းရဲ့နောက်တန်းတွေကိုပြေးဝင်တဲ့အချက်တွေရတယ်ကွင်းလယ်မှာဘလုံးကင်ထားနိုင်တယ် pressing ဖြည့်တတ်တယ်ပြီးတော့ pressing လိုက်ပေးတတ်တယ်ဒါပေမဲ့အဲ့လောက်ကောင်းနေတဲ့ player ကိုဘာလို့35တန်းနဲ့ရရလဲဆိုရင် Yuri Tielemans မှာကကျွန်တော်တို့ပြောင်းရွှေ့ကြီးဘယ်လိုပြောမလဲဒီစာချုပ်ဖြတ်သိမ်းကြီးရှိနေတယ်ဗျဒါကိုလူသိမ့်မသိကြဘူး
လူသိမသိကြတဲ့အတွက်ယူရီတိုင်လီမန်နဲ့ဒီ Manchester United တာဝန်ရှိသူတွေကအဲ့လိုဓာတ်ရိုက်ပြအဲ့လို personal အရင်စကားပြောပြီးမှ personal agree ရတော့မှ Aston Villa ကိုဒီပြောင်းရွှေ့ကြီးကိုကျွန်တော်တို့ဒီစာချုပ်ဖြတ်သိမ်းခြင်းအနေနဲ့35တန်းပေးပြီးခေါ်ခဲ့တာလွယ်လွယ်ရခဲ့တာတော့မဟုတ်ဘူး Aston Villa ရောင်းချင်လို့လည်းမဟုတ်ဘူးဗျဒါ Manchester United ခေါ်တာဖြစ်တဲ့အတွက်ဒီ Michael Carrick ရဲ့လက်ထက်မှာဒီအသင်းရဲ့ project ကိုယူရီတိုင်လီမန်လို့ player တယောက်အနေနဲ့လည်းအဲ့လို Aston Villa ထက်တစ်ဆင့်ပုံမြင့်ပြီးတော့ fabric ပို့တောက်တဲ့ Manchester United လို့ image ရှိတဲ့အသင်းမျိုးမှာကစားဖို့အတွက်ခွင့်ရလာတဲ့အတွက်ပြောင်းရွှေ့ဖြစ်ခဲ့တယ်ယူရီတိုင်လီမန်ဒီဘာမှပြောကြမလို့ကျွန်တော် Leicester မှာရော Aston Villa မှာရောသူလုံးပြခဲ့တာတွေနဲ့သူလက်ရှိသူ့ရဲ့ form ရပါတော့သူ့ရဲ့အသက်အရွယ်ရဒီ player က Manchester United အတွက်အများကြီးအသုံးတက်မှာဖြစ်တယ်အသုံးတက်မဲ့အပြင်ကိုမှပို့ပြီးအရေးကြီးတာကကျွန်တော်ကိုဘီမိုင်းနူရဲ့နေရာဗျာယူရီတိုင်လီမန်ကစားမှာဒီတော့ကိုဘီမိုင်းနူအတွက်အဲ့လိုဝင်တော့ဝင်ဖို့တွေအများကြီးကိုယူရီတိုင်လီမန်ကအရှိကနေဥဆောင်ပြီးတော့တည်ပြီးမှဒါကိုကိုဘီမိုင်းနူကအနောက်ကနေဘာဖျားမှမရှိဘဲနဲ့ပုံမှန်လေးခြေစွမ်းပြပြီးတော့ကိုတိုးတက်အောင်လုပ်ရုံပဲအထူးသဖြင့်အဲ့ဒီနေရာမှာဒရိတ်ကျဲ player တယောက်ပေါ့ဗျာအထူးသဖြင့်သူနဲ့ပုံစံတူသူတို့နေရာမှာကစားတဲ့ player တွေပြန်ကြည့်မယ်ဆို Elian Anderson ရှိတယ်ကျွန်တော် Bruno Guimaraes ရှိမယ် Tonali ရှိမယ်ဒီကျွန်တော်တို့ပြီးတော့ Matías Fernandes ရှိမယ်ဗျာနော်ပြီးရင် Arrow Buati ရှိမယ် Arrow Buati ကနံပါတ်6ပေါ့နော်ဒီ player တွေရှိမယ်ဒီ player တွေကိုတန်း100ကျော်ပေးရမယ်အချိန်အထူးသဖြင့် Elian Anderson ကို Man City ကဝယ်သွားတဲ့အချိန်မှာ Elian Anderson ရဲ့အဲ့လိုပြောလို့ရှိလို့ရှင်ကျွန်တော် Elian Anderson ပုံစံမျိုးကစားတတ်တဲ့ယူရီတိုင်လီမန်ကိုဈေးသက်သက်တာနဲ့ရလိုက်တယ် Manchester United ကဒီနေရာမှာဘာလို့ဈေးကြီးပေးပြီးတော့အဲ့လို Tonali တို့ဘာလို့ကိုစပါနဲ့ပြိုင်မဝယ်လဲဘာလို့ဝယ်မှာလဲကိုဘီမိုင်းနူရှိတယ်ဗျ Manchester United ကကိုဘီမိုင်းနူပေါ်သူတို့ဘယ်လောက်ထိမျှော်လင့်ချက်ထားလဲဆိုတာကိုဒီမှာကျွန်တော်တို့မြင်တွေ့ရတယ်ဒါကယူရီတိုင်လီမန်ဒီသူ့ရဲ့အသက်အရွယ်ရနောက်3နှစ်လောက်ဒီကောင်းကောင်းကစားနိုင်သေးတယ်ဗျာဒါက3နှစ်ဆိုတာအနည်းဆုံးပြောထားတာနော်ပြီးတော့လက်ရှိ Michael Carrick ရဲ့အခွင့်အရေးပေါ့နော်ဒီ Manchester United ကို3နှစ်အတွင်းသူတခုခုလုပ်ပြနိုင်မှာမလုပ်ပြနိုင်လို့ရှိရင်သူ့အတွက်အခွင့်အရေးနည်းတယ်သူ့အတွက်အခွင့်အရေးရထားတဲ့3နှစ်အတွင်းမှာ Yuri Tielemans လို Premier League proven ဖြစ်ပြီးသားအသင်းအတွက်အဆင့်သစ်တန်းသုံးလို့ရမယ့် player ကိုကန်ဆယ်မဲဖောက်စရာမလိုဘဲနဲ့စီသက်သက်တာနဲ့ဝယ်လိုက်နိုင်တာက Carrick တက်ကော Manchester United တက်ကောအရန်ကောင်းတယ်လို့ထူးသဖြင့်ကိုဘီမိုင်းနုအတွက်ရန်ကောင်းပါတယ်အဲ့နေရာမှာအဲ့လိုအသက်အရွယ်ငယ်ငယ်နဲ့ Elliot Anderson လိုမျိုး player ကိုဈေးကြီးပေးပြီးဝယ်ခဲ့မယ်ဆိုရင်ကိုဘီမိုင်းနုအတွက်ပြဿနာရှိတယ်ကိုဘီမိုင်းနုနေရာပြောက်လိမ့်မယ်ပြီးတော့ဒီလို player မျိုးကိုဒီလောက်ကြီးပေးဝယ်ထားမှာတော့ဒီ player ကိုအောက်ပြီးကိုဘီမိုင်းနုကိုသုံးဖို့အတွက်မဖြစ်နိုင်ဘူးအဲ့လိုအခြေအနေမျိုးမှာဒီတိုင်လီမန်ကိုဝယ်လိုက်ခြင်းကခြေသုံးမပြနိုင်လဲအောက်ပြီးကိုဘီမိုင်းနုကိုသုံးလို့ရတယ်သူ့ရဲ့အတွေ့အကြုံနဲ့သူ့ရဲ့ကိုဘီမိုင်းနုပေါ်ကိုဗျာသိတော့လားသူ့ရဲ့အတွေ့အကြုံနဲ့သူဒီဘယ်လိုပြောမလဲလိုအပ်ချက်တွေကိုအများကြီးအထောက်အကူပြုပြီးတော့သင်ကြားပေးနိုင်တဲ့ player တယောက်လည်းဖြစ်နေမယ်โอเคဟုတ်ပြီဒီနှစ်ယောက်အဆင်ပြေပြီလားဒီနှစ်ယောက်နဲ့မလုံးတော့ဘူးလေဘာလို့မလို့ကိုလေးကိစ္စကိုမင်းက bla 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 လောက်ချင်ရတာလဲဆိုရင်ကျွန်တော်ပြောချင်တာကအသင်းကြီးဗျ Manchester United ဒီအသင်းကြီးအသင်းအဆင့်ကိုပြန်ပြီးတော့တက်လှမ်းဖို့စူးစမ်းနေတဲ့အချိန်မှာလက်ရှိသူဝယ်ထားတဲ့ player နှစ်ယောက်က Premier League program ဆိုတာမှန်တယ်ဗျဒါပေမဲ့နှစ်ယောက်စလုံးက World Club အဆင့်မဟုတ်သေးဘူးယူရီတိုင်လီမန်က World Club မဟုတ်လားဆိုမဟုတ်ဘူးဗျယူရီတိုင်လီမန်ကဥရောပထိပ်တန်းအဆင့်မှာကစားနိုင်တာမှန်တယ် World Class အဆင့်မဟုတ်ပါဘူးဗျကျွန်တော်တိုနာလီတို့ Declan Rice တို့ Bruno Guimaraes တို့ကျွန်တော်တို့ဒီနောက်ထပ်ဘယ်လိုပြောမလဲFrankie De Jong တို့ဒီလို player တွေနဲ့ရှင်လိုက်မယ်ဆိုရင်ဒီတိုင်လီမန်ကအဲ့လိုသူတို့ထပ်နိုင်တဲ့အဆင့်မှာရှိနေတယ်ဗျဒီတော့အမှန်ဆိုလို့ရှိရင်မာလူကိုနေရလည်းအဲ့ဒီအဆင့်မှာလည်းရှိတယ်အဲ့ဒီအဆင့်မှာပဲရှိတယ်Alex ဘယ်လိုပြောမလဲဒီဆန်ဒရိုပေါ့နော် Alessandro ကလည်းဆန်ဒရိုကလည်းအဲ့ဒီအဆင့်မှာပဲရှိတယ်ဒီတော့အပြောင်းရွှေ့ကြီးတွေကိုဗျာအဲ့လို3ယောက်ပေါင်းပြီဆိုလို့ရှိရင်မာလူကိုနေကိုတန်း90လို့ပြောထားတယ်ဗျာတန်း90ဆိုဒါကတော့မဖြစ်သေးဘူးเนาะပြောင်းရွှေ့ခြင်းမဖြစ်သေးခင်မှာကျွန်တော်ကပြောနေတာဖြစ်တဲ့အတွက်အမေကဝယ်တော့မဝယ်ရသေးဘူးဘာတွေဖြစ်နေတာဘာတွေဝါရီပွားနာလဲလို့ပြောမှဆိုလို့မဟုတ်ဘူးဗျာဘာဖြစ်လို့သွားပြီးပုံကိုကြီးရကန်လှမ်းမှုတွေလုပ်နေသေးတာလဲပေါ့เนาะအမှန်ဆိုရင်ဒီလိုမျိုးနေရာမှာမာလူကိုနေကိုတန်း90ပေးရမယ်အတူတူတိုင်လီမန်ကို35တန်းနဲ့ရထားမှာတော့ဗျာနောက်ထပ်တန်း30 40လောက်စိုက်ပြီး100ဝန်းကျင်ရှိတဲ့အဲ့လို World Class ဒါမှမဟုတ်လဲ full potential အဲ့လို player မျိုးကိုသိရလားဥရာရှိပြီးသား player မျိုးကိုဝယ်သင့်တယ်လို့ကျွန်တော်ထင်လို့ဗျအမှန်ဆိုလို့ရှိရင်ဒီပြောင်းရွှေ့နှစ်ခုပြီးနောက်လာမဲ့ပြောင်းရွှေ့ကအဲ့လိုအဒန်ဝါတန်လို့ဖြစ်နေရမှာဗျာသိလားကျွန်တော်ပြောချင်တာအဲ့ဒါမျိုးတရားဖို့သုံးပါလို့ကျွန်တော်မပြောချင်ဘူးဘာလို့ဆိုဒီ player တွေရဲ့ကစားနိုင်ဆိုတော့ဒီ player တွေရဲ့အခြေစွမ်းကိုကျွန်တော်လေးစားသွားအဖြစ် Manchester United ခေါ်နေတာတွေကိုတရားဖို့သုံးပါလို့ကျွန်တော်မပြောထွက်ဘူးဗျမပြောချင်ဘူးဘာတိုင်လီမန်ကလည်းကျွန်တော်ကြိုက်တယ်ဗျပြီးတော့ဒီကျွန်တော်တို့ Chelsea ရဲ့ Sandro ကလည်းမဆိုးဘူးကျွန်တော်ကြိုက်တဲ့သဘောကြိုက်တဲ့ထဲမှာပါတယ်ဗျာဒါပေမဲ့သူတို့နှစ်ယောက်စလုံးကလက်ရှိမှာအဲ့လိုWorld Class နေမဟုတ်ပဲနဲ့အလဲလက်တန်းစားကွင်းလေလူကောင်းဆိုတဲ့အဆင့်လောက်ပဲသတ်မှတ်လို့ရမယ်ဗျထိပ်တန်းအဆင့်ကိုမရောက်သေးဘူးတိုင်လီမန်ထိပ်တန်းအဆင့်ရောက်ဖို့မလွယ်တော့ဘူးအဲ့ဒီတိုင်လီမန်အားနည်းချက်ပေါ့နော်တိုင်လီမန်အားနည်းချက်ဒီ तू ကအဲ့ညမှာပဲတက်နေတယ် तू
သူဒီလုံးဝထိပ်တန်း level ကိုရောက်လာဖို့မရှိတော့ဘူးဒါပေမဲ့သူ့ရဲ့အတွေ့အကြုံနဲ့သူ့ရဲ့ဘယ်လိုပြောမလဲခြေစွမ်းအရာသူ့ရဲ့ဒီပွဲတွင်းဥဆောင်နိုင်စွမ်းအခြေအနေတွေက Manchester United အသင်းအတွက် Champions League မှာရော Premier League မှာရောအဲ့လိုတိတော့လားလိုအပ်တဲ့ပွဲတွေမှာအကောင်းဆုံးကစားပေးနိုင်မယ်အကောင်းဆုံးဥဆောင်နိုင်မယ် player လို့တော့မြင်တယ်ဒါပေမဲ့ထိပ်တန်းဆင့်ကိုရောက်လာဖို့တော့မရှိတော့ဒီတော့ထိပ်တန်း player နောက်တစ်ယောက်ဝယ်ရမယ့်အချိန်မှာဘာဖြစ်လို့ဒီလိုမျိုးမလို့ကိုနေ့ကထိပ်တန်းဆင့်မရောက်သေးဘူးเนาะတကယ်ထိပ်တန်းဆင့်မရောက်သေးဘူးဗျပြီးတော့အသက်ကလည်းကြည့်ရအောင်ဒီလိုအချိန်မှာအဲ့လို work club ဖြစ်နေတဲ့ player မျိုးကိုတန်းတရာလောက်ပြီးဝယ်ရမယ့်အစားမလို့ကိုနေ့ကိုတန်း90နဲ့တော့ထက်ကမ်းလန်းတာဒီ Manchester United ကွင်းလေကအချိန်ဝါတကယ်တော့ကွင်းလေအတွဲဖက်အသစ်ကြီးဖြစ်လာမှာဗျာ၃ယောက်စလုံးအတွဲဖက်အသစ်ဖြစ်နေမှာ Bruno Fernandes တယောက်ပဲရှိပဲအဟောင်းဆိုလို့ဒါဆိုဘာလို့မလို့ကိုနေ့ဝယ်တော့မှာလဲဟုတ်တယ်ဟုတ်လားကျွန်တော်ပြောတာအီဒါဆန်ကိုမဝယ်ဖြစ်လာတဲ့အီဒါဆန်နဲ့ကြေးတူတဲ့မာလူကိုနေ့ကိုတော့ဝယ်တာကြီးကြတော့ဒါကဘာကြောက်လဲတော့ကျွန်တော်လည်းအရင်ပြန်မဝေဖန်ခြင်းဘူးဗျာဒါဘာလို့ဆိုကိုသင်းဆိုလို့ရှိရင်လည်းအဲ့လိုစိတ်ကြဝေဖန်ပလိုက်လို့ရတယ်ဗျManchester United ကြတော့လည်းအဲ့လိုသိတော့လားအမှန်ဆိုတော့ကျွန်တော်အမြင်ရနော်ကျွန်တော်ပုဂ္ဂိုလ် personal အမြင်ရဒီမာလူကိုနေ့ကိုဝယ်တာက Manchester United မဝယ်သင့်လို့ကျွန်တော်ထင်တယ်ဗျဒါကပြောင်းရွှေ့ရတော့မဖြစ်သေးဘူးနော်ဒီပုဂ္ဂိုလ်ကြီးကသဘောတူညီမှုပဲရှိသေးတယ်လက်ရှိဝါကတ်မှာပြသခဲ့တဲ့ခြေစွမ်းအဲ့ရလဲသူ့ကိုကျွန်တော် work class နဲ့ထည့်ပြီးလို့မရဘူးဗျ work class level မဟုတ်ဘူးသူကဘာလို့လဲအထူးသဖြင့်သူ့ရဲ့ကစားပုံနဲ့သူ့ရဲ့ကြံ့ခိုင်မှုအရာကျွန်တော်တို့ Premier League လို့ကွင်းလေတွေနဲ့ရှင်းရတဲ့အခါကျရင်ကျွန်တော်ကန်ဆယ်မဲ့ဖောက်နေတာကြီးဗျဒါသူ့ထက်ဆိုင်အီဒါဆန်ကမှပို့ပြီးတော့အဆင်ပြေသေးတယ်ဗျမှန်တိုင်းပြောတယ်ဒါပေမဲ့အီဒါဆန်ကတည်းကဒဏ်ရာချင်းနေဆိုတော့လေဘာမှလုပ်လို့မရအောင်အမှန်ဆိုအီဒါဆန်လည်းမဝယ်သင့်တော့ဘူးဗျဒီလိုမျိုး player ဗျအဲ့လိုmiddle class တွေပေါ့နော်ကျွန်တော်တို့ဒီဥရောပထိပ်တန်းအဆင့်မှာကစားနိုင်နေတော့မှရှိသေးတယ် work class မဖြစ်သေးဘူးသိတော့လားလုံးဝဥရာမရှိသေးတဲ့ player 2ယောက်တောင်ဝယ်ထားပြီးပြီဗျာနောက်ထပ်1ယောက်ထောက်ဝယ်တော့လေဒီလိုမျိုးပဲဆိုရင်ဒီကင်းကွင်းလေကအဲ့လိုထိပ်တန်းအသင်းကြီးကွင်းလေနေရှင်တဲ့အခါကြလို့ရှင်ကျွန်တော်တို့အရှိန်ဝါလို့တာခြေစွမ်းမပြောဘူးနော်ခြေစွမ်းကမမြင်ရသေးတဲ့အတွက်ကျွန်တော်ခြေစွမ်းကိုကျွန်တော်မပြောချင်ဘူးခြေစွမ်းကအဲ့လိုသိတော့လားဒီ player တွေကနေပဲအဲ့လိုထိပ်တန်းကြီးဖြစ်သွားနိုင်တယ်ဗျာ work class level ကြီးချက်ချင်းရောက်သွားနိုင်တယ်ကံမဲ့လေကိုပါမားဆို Man City ကနေ Chelsea ရောက်ပြီးတော့မှ Chelsea မှာဒုံးဆိုလို့ရွှေ့ဖြစ်သွားတာပဲဒီလိုပဲဆန်တိုကလည်းကျွန်တော်တို့ Manchester United မှာဒုံးဆို Casemiro ထက်ကောင်းတဲ့ခြေစွမ်းတွေထပ်ပြရင်လည်းပြသွားနိုင်တယ်ဗျာဒါကမှကန်ဆယ်မဲ့တာကြီးကသိတော့လားလုံးဝတေချာပေါက် 100% sure မဟုတ်ဘူးကျွန်တော်ပြောချင်တာက Adam Wharton လို player မျိုး 100% sure ဗျာလုံးဝထိပ်တန်းအဆင့် level Premier League မှာလည်း level ထိပ်တန်းအဆင့်ဖြစ်နေပြီသားဥရောပတွေ့ကြုံလည်းရှိပြီသားအဲ့လို player တန်း100ပေးပလိုက်ပေါ့ဟုတ်တော့လားဘာလို့ကိုနေကိုပဲမှာလဲဒီလိုမျိုး level တွေကြီးပဲထပ်ပြီးတော့ထပ်ထည့်တာက Manchester United အတွက်ဘယ်လိုပြောမလဲတမျိုးကြီးပဲဗျာအဲ့ဒါကျွန်တော်ပြောတာကိုသဘောပေါက်မှထင်တယ်ကျွန်တော်လည်းအရင်သူများအဲ့လို Manchester United အသင်းဖြစ်နေတဲ့အတွက်အရင်ပြောရတာအဲ့လိုဒီလားစိတ်ထဲရှိတယ်လို့မျိုးပြောဖို့အတွက်အားနာလို့ဗျာအမှန်ဆိုအဲ့ဒါနည်းနည်း stupid ဖြစ်တဲ့ဟိုလာကြီးလို့မြင်မိတယ်ဗျာမာလူကိုနဲ့ထက်စာရင်ဗျာဒီချိန်မှာအဲ့လို level အမြင့်ကြီးတယောက်လောက်ကိုဝယ်သိချွတ်မန်နီကျွန်တော်ပြောချင်တာဗျာချွတ်မန်နီတော့မဟုတ်ဘယ်ပါဒေးသိတော့လားကာမာဗင်ဂါအထိလက်ခံပြီးလို့ရတယ်ဗျာကာမာဗင်ဂါမက်ဒရစ်မှာနေရာမရအောင်လက်ရှိချိန်မှာပြီးတော့မော်ရင်ကလည်းကာမာဗင်ဂါကိုရောင်းရင်ရောင်းတော့ပဲချွတ်မန်နီလားကာမာဗင်ဂါလားဗျာအဲ့လောက်ဆိုရင်ကျွန်တော်တော်တော်ကြီးဒါစောင်းမိုက်တဲ့ပြောင်းရွှေ့တစ်ခုဖြစ်သွားပြီဗျာအမေကကာမာဗင်ဂါကကဘာဖလားတော့မပါလာဘူးကိုနေကကဘာဖလားပါမတူခြေစွမ်းချင်းမတူတော့တကယ်မတူကာမာဗင်ဂါသာ fully fit ဖြစ်နေရင်ကာမာဗင်ဂါလုံနိုင်စွမ်းနဲ့ကာမာဗင်ဂါရဲ့ခြေစွမ်းကာမာဗင်ဂါရဲ့ club ကာမာဗင်ဂါရဲ့ level ကအဲ့လိုကိုနေထက်အများကြီးတာတယ်ဗျာတကယ်အဲ့အဒီပြောတာနဲဆိုတော့ကာမာဗင်ဂါလောက်ဆိုရင်တော့မစိုးဘူးဗျာဒါပေမဲ့ကိုနေဆိုတာကြီးကအီဒါဆန်နဲ့ level 2ဗျာမှန်တိုင်းပြောရင်လက်ရှိကိုမှရှိနေတဲ့ဆန်တိုနဲ့လည်း level 2တိုင်လီမန်ထက်လည်းပုံမကောင်းနေဘူးဗျာဘာလုံးတော့မှအဲ့3ယောက်ဝယ်လိုက်တဲ့တန်ကြီးဒီဘလောက်ဖြစ်သွားပြီလဲဆိုရင်135တန်းဖြစ်သွားပြီဗျာဟဲ့3ယောက်တောင်ရနေတယ်လေဆိုတော့ကွင်းလယ်မှာ3ယောက်လုံးသုံးလို့မှမရတာအရှိမ Bruno Fernandes ရှိသေးတယ်ဗျာမလို့အပ်ဘူးလေကျွန်တော်ပြောတာသိလားကိုကြီးမိုင်းနူလည်းရှိသေးတယ်တတိတ်ကျဲလုံးဝတူတူတန်တန်တကယ်ဘယ်လိုပြောမလဲ DM ဆိုလဲ DM ဗျာ Adam Wharton လို player မျိုးတစ်ယောက်ဒါမှမဟုတ် boss to boss ဆိုလဲ boss to boss ပေါ့ဗျာသိလားတိုနာလီမရတော့ဘူးမှန်တယ်ဗျာတိုနာလီမရတော့မာတီယာဖန်နယ်မရတော့မှန်တယ်ဗျာသိလားကျွန်တော်တို့ဒီအာရိုဘူအာဒီကိုလိုက်မလား Manchester United ဆိုတဲ့ weight ကြီးနဲ့လိုက်လို့ရတယ်လေဗျာမဟုတ်ဘူးထားပါတော့ရှိပါသေးတယ်ဗျာနောက်ထပ်အဲ့လိုမျိုးအဲ့နေရာမှာကစားတဲ့ player တွေကျွန်တော်တို့ work class ထဲကလက်ရှိဈေးကွက်ထဲမှာဆိုခုနချူအမန်နီရှိတယ်ဗျာကာမာဗင်ဂါရှိတယ်ဗျာသွားလိုက်လို့ရတယ်ဗျာဒါတွေကိုဒါပေမဲ့ကိုနေကိုပဲအဲ့လိုနောက်တစ်ချက်ကအဲ့ကျွန်တော်ပြောလို့ခြေစွမ်းမိုင်းရကျွန်တော်အရင်ဝင်ဝေဖန်ခြင်းပေမဲ့ကိုနေရဲ့ကြန့်ခိုင်မှုအရာ Premier League မှာအဆင်ပြေနိုင်မှာမလားဒါကို Manchester United fan တွေပိုသိမယ်လို့ထင်တယ်ဗျဘလို့ခံစားရလဲဗျကျွန်တော်ပြောတာကိုဘလို့မြင်ကြလဲဒီပြောင်းရွှေ့ကြီးကို brother တို့နောက်ထပ်340လောက်ထပ်ဆိုင်ပြီးတော့ထိပ်တန်းပြောင်းရွှေ့တစ်ခုဖြစ်တင်တယ်လို့မထင်ဘူးလားဘလို့မြင်ကြလဲကျွန်တော်ကတော့ဒါ Manchester United အသင်းကိုဒါပြည်သက်တယောက်နေတဲ့ဝေဖန်တာပေါ့နော်အမြင်ရဆိုရင်လက်ရှိဝယ်ထားတဲ့2ယောက်စလုံးကအဲ့လို
Premier League မှာ program ဖြစ်ပြီးသားဘာမှပြောကြမလို့တော့တကယ် Champion League မှာတရိတ်ကျအသင်းတွေရဲ့ကွင်းလယ်တွေနဲ့ရှင်ရတော့မယ်ချိန်မျိုးမှာအသင်းရဲ့ကွင်းလယ်မှာအဲ့လိုဥရာအပြည့်နဲ့သိရဟုတ်လားအဲ့လိုအချိန်ဝါကြီးတစ်ခုနဲ့တကယ်လုံးဝကမ္ဘာအဆင့် player တယောက်ရှိတဲ့နယ်လို့ကျွန်တော်ထင်တယ်ဗျအဲ့လို player တယောက်ကိုနောက်ထပ်တန်း40လောက်စိုက်ပြီးဝယ်လိုက်တဲ့အခြေအနေမျိုးမှာမာလူကိုနေကိုပုံကိုရေးရသဘောတည်ညီမှုတွားယူလိုက်တာကဘာလုပ်ချင်လို့လဲဆိုတာbrother တို့ Manchester United ပြည်သက်တွေဆိုရင်ရောဘယ်လိုမြင်မိလဲပေါ့နော်ဒါလေးကိုတော့ကျွန်တော်ချက်လောက် comment လေးမှတ်ခဲ့ပြီးကြပါခင်ဗျာဒါမှလည်းbrother ဒီ United fan တွေရဲ့လက်ရှိအသင်းရဲ့အပြောင်းအလဲပုံမှာမြင်နေတဲ့အမြင်ကိုကျွန်တော်တို့ဘယ်လိုပြောမလဲ survey ကောက်တယ်လို့ပေါ့နော်တိတိကျကျလေးသိရမှာဖြစ်တဲ့အတွက်ဒီနောက်ထပ်တကယ်လို့ခေါ်ဖြစ်ခဲ့လို့ရှိရင်ကျွန်တော်အနေနဲ့30ချက် content လေးလုပ်တဲ့အခါထည့်သွင်းပြီးတော့စဉ်းစားပြီးလို့ရအောင်မဟုတ်ရင်ကျွန်တော်အနေနဲ့ကြတော့ဒီတခြားအသင်းတစ်သင်းကိုအကြောင်းသုံးသပ်တာခါကြလို့ရှင်အဲ့လိုသိတော့လားအရင်အဲ့လိုပြောမှဆိုမှတွေပါတယ်ဖြစ်သွားမှာဆိုတဲ့အတွက်ကျွန်တော်ဒါcomment လေးတွေမှာတစ်ချက်လောက်ကိုယ့်ရဲ့ဒီလက်ရှိမာနူကွန်လေးကိုသွားပြီးတော့သဘောတူညီမှုသွားယူလိုက်တာရယ်တကယ်လို့ဝယ်ခဲ့မယ်ဆိုရင်သဘောကျလားဒါမှမဟုတ်ကျွန်တော်ပြောသလိုမျိုးအပြောင်းရွှေ့အကြီးကြီးမားတစ်ခုလောက်ဖြစ်တဲ့လို့မထင်ဘူးလားအဲ့လေးတစ်ချက်လောက် comment လေးမှာမှတ်ခဲ့ပေးကြပါအောင်ခင်ဗျာအမြတ်တိုက်ခံပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီထက်ပိုကောင်းတဲ့ဒီထက်ပိုပြီးတော့ကြီးမားတဲ့တကယ်သိတယ်ဟုတ်လားအဲ့လို designing တစ်ခုလောက်ဖြစ်သွားစေချင်တယ်ဗျာ Manchester United အတွက်ဒါမှလည်း Manchester United စစ်မျက်နှာပြင်၄ခုမှာကွင်းလယ်အင်အားတောက်တင်းတင်းနဲ့အရင်လိုမျိုးသိတယ်လားအသင်းကြီးတစ်သင်းလိုမျိုးပြန်လာနိုင်ဖို့အတွက်တကယ်လိုအပ်နေတဲ့အရာမို့လို့ကျွန်တော်တော့အဲ့လိုဖြစ်စေချင်တယ်ဒါကတော့စေတနာနဲ့ပါခင်ဗျာအနည်းဆုံးတော့ဗျာသူမာလူကိုနေဝယ်မယ်စားကျွန်တော် Norway Patrick Bell လေးဘိုတိုကလီယန်ကောင်လေးအဲ့ကောင်လေးသုံးဝယ်လိုက်ဗျာသိတယ်ဟုတ်လားမနိုင်ပြောကိုနေတဲ့ဆိုင်အဲ့ဘဲက Manchester United တော့ပိုပြီးတင်တော်တယ်အဲ့ဒါ Manchester United fan တွေဘယ်လိုမြင်လဲအဲ့ဒီဟိုဒါ Patrick Bell ကျွန်တော်တို့နံပါတ်6နော်ဟိုဒါဘိုတိုကလင်မှာမနှစ်ကချန်ပီယံလိမှာလဲတော်တော်ကောင်းဘိုတိုကလင်မနှစ်ကချန်ပီယံလိမှာကျွန်တော်တို့ဒီ32သင်းကနေ16သင်းထိတက်လာတဲ့ချိန်ဟိုဒါ Sporting နဲ့မှာရှုံးသွားတာနော်တောက်လျှောက် Man City ကိုနိုင် Atletico Madrid ကိုနိုင်ဒါတွေအကုန်လုံးကအဲ့ဒီ Patrick Bell တို့ကောင်းကောင်းခြေစွမ်းပြခဲ့တာဗျကျွန်တော် Norway ကွင်းလယ်လူလေဒီနှစ်ကမ္ဘာဖလားမှာလဲကောင်းကောင်းခြေစွမ်းပြသွားတယ် Center back Odegaard တို့နဲ့အတူတူတွဲပြီးတော့အဲ့ဒီ player လေးဝယ်မှာပေါ့ဗျာသိတယ်ဟုတ်လားအဲ့ player က Manchester United မှာလိုအပ်နေတဲ့ကွင်းလယ်ကစားပုံအရာတစ်ဖက်အသင်းရဲ့ကွင်းလယ်ကိုအဲ့လို positional awareness ယူပြီးတော့သိတယ်ဟုတ်လားဒီ ball progressing တွေအများကြီးနဲ့ကောင်းကောင်းဗျာလောအောင်နှုံးကောင်းကောင်းနဲ့ဖန်တီးမှုလည်းရှိတယ်ဗျာအဲ့လို player ကကိုနေထက်ပို့ပြီးတော့ Manchester United အတွက်လိုအပ်သေးတယ်ဒါပေမဲ့ designing ဖြစ်တဲ့အတွက်ကျွန်တော်အဲ့ဒီ player ကိုဗျာလို့တိတ်ထဲ့မပြောတာအခုကကိုနေဆိုတော့ဒါ Manchester United fan တွေဆိုရင်ပို့ပြီးသိပါလိမ့်မယ် designing တစ်ခု Manchester United ကွင်းလယ်အတွက်လိုအပ်နေတယ်တကယ်ကိုကြီးကြီးမားမားတစ်ခုလောက်တော့ဝယ်သင့်တယ်လို့ထင်တယ်ခင်ဗျဒါကတော့ဒီကိုနေနဲ့ပတ်သက်ပြီးသဘောတူညီမှုရသွားပြီဆိုတဲ့သတင်းမြင်တဲ့အချိန်မှာကျွန်တော်စိတ်ထဲမှာ Manchester United အသင်းရဲ့ကွင်းလယ်နဲ့ပတ်သက်ပြီးတော့မြင်မိတဲ့အမြင်လေးကိုကျွန်တော်တင်ဆက်သွားပေးခြင်းဖြစ်ပါတယ်ခင်ဗျအားလုံးကျေးဇူးအများကြီးတင်ပါတယ်